မင်္ဂလာပါကျွန်တော်ကဝတ်သားကြိတ်ပြီးသားကိုအသုံးပြုထားပါတယ်ဒီနေရာမှာကြက်သားအသုံးပြုလဲရပါတယ်ပစွန်အနှဲငယ်ကိုလည်းကြိတ်ပြီးထည့်ထားပါတယ်ဟင်းချက်နီးလေးတွေအပြင်ကျွန်တော်ထိုင်းမှာဆေးရုံစကက်ပြန်နေခီးသွားအကျိုးပိုးလေးစိတ်အကျိုးပိုးတွေနဲ့ဗီဇာလုပ်ငန်းမျိုးမျိုးတွေလုပ်တဲ့အတွက်လာရောက်ဆက်သွယ်မေးမြန်းလို့ရပါတယ်အစိမ်းရောင်လေးထည့်ထားရတော့ကြက်သွန်ပြူနဲ့နန်းနန်းမျိုးကိုကျွန်တော်ကြိတ်ပြီးထည့်ထားပါတယ်အရသာမုတ်ချိုမုတ်အနှဲငယ်နဲ့ငရုတ်ကောင်းမုတ်ဒါကတော့ခရူးစီဖြစ်ပါတယ်ပြီးွားရင်ပဲငက်ပြားရဲ့အကြီးတို့ကိုထည့်ပေးပါနှမ်းစီအနှဲငယ်သုံးထားပါတယ်နှမ်းစီမရှိဘူးဆိုရင်တော့ရိုးရိုးစီကိုသုံးပြလို့ရပါတယ်စီးသွားတဲ့အထီအောင်နှဲပေးသွားပါနန်းနန်းမကြိုက်ဘူးဆိုရင်တော့မထည့်လို့ရပါတယ်နှမ်းကိုလည်းကျွန်တော်ထည့်ထားပါတယ်နှမ်းကကျွန်တော်ကြိုက်တဲ့အတွက်ထည့်ထားခြင်းဖြစ်ပါတယ်မကြိုက်ရင်မထည့်လို့ရပါတယ်ပေါင်းမဲ့စလုံးလေးကိုစီအနှဲငယ်ထည့်ပြီးအခုလိုမျိုးလိုက်တုပ်ပေးပါပြီးသွားရင်ကျွန်တော်တို့ဒီစီတုပ်ထားတဲ့ပန်းတွေကိုဖတ်ရွက်တွေထည့်ပေးပါမယ်ဖတ်ထုတ်လုပ်တဲ့ဖတ်ရွက်ကိုအသုံးပြုထားတာပဲဖြစ်ပါတယ်ဖတ်ထုတ်ကလေးတွေဆိုရင်စားရတာတိတိလေးနဲ့မဝတဲ့အတွက်အခုလိုမျိုးလင်မန်းကြီးနဲ့ပဲကျွန်တော်တို့အကြီးလုပ်ပြီးတော့စားမှာပဲဖြစ်ပါတယ်နေထားတဲ့အသားတွေကိုဒီပကံထဲကိုအပြည့်ထည့်ပြီးသွားပါညီညညာလေးလုပ်ပြီးသွားပြီဆိုရင်တော့အပေါ်ကနေပြီးကျွန်တော်နှမ်းထပ်ဖြူထားပါတယ်နှမ်းကမကြိုက်ရင်လုံးဝမထည့်ပါနဲ့ပြီးသွားပြီဆိုရင်တော့အပေါ်ကနေဖတ်ရွက်ကလေးတွေပြန်အုပ်ပေးပါပုံမှန်ကျွန်တော်တို့စားနေကြဖတ်ထုတ်လုံးသေးသေးလေးပဲဖြစ်ပါတယ်ဒါကိုစလုံးဖတ်ထုတ်ခေါ်မယ်ဆိုရင်လည်းရပါတယ်အပေါ်ကပေါင်းတဲ့အခါမှာရေဒီမကြအောင်လို့ကျွန်တော်အခုလိုမျိုးအိတ်ကလေးနဲ့ပြန်ပြီးပိတ်ပြီးတော့ပြန်ပေါင်းမှာပဲဖြစ်ပါတယ်စပြီးတော့ပေါင်းပါပြီဒါပေမဲ့တခုကျွန်တော်ဒီနေရာမှာမှားသွားတာကကျွန်တော်စိတ်ထဲမှာရေဝင်မှာစိုးလို့အတွက်အိတ်ပိတ်လေးချင်းဖြစ်ပါတယ်အိတ်ပိတ်တဲ့အခါမှာကျွန်တော်တို့ရဲ့အပူဓာတ်ကအတွင်းထဲကိုမရောက်ဖ ೇನೆ ဖတ်ရွက်ကအီအီလေးမဖြစ်ဖ ೇನೆ မမာကြီးဖြစ်နေပါတယ်အဲ့ဒါကြောင့်ကျွန်တော်အိတ်ဒီကိုပြန်ပြီးဖယ်လိုက်တဲ့အချိန်မှာအခုဆိုရင်ဖတ်ရွက်နဲ့အသားနဲ့တသားတည်းဖြစ်ပြီးအီအီလေးနဲ့အရင်စားလို့ကောင်းပါတယ်ပေါင်းတဲ့ကြာချိန်ကတော့မိနစ်20ကနေအစိတ်လောက်ဆိုကြက်ပါတယ်ကျွန်တော်ကအိတ်ဒီပထမဦးဆုံးထည့်ပိတ်လိုက်တဲ့အတွက်အချိန်ကြာသွားခြင်းဖြစ်ပါတယ်ထိုင်းလေစိတ်မှာဘေးနိုင်ငံပဲဝင်လာခဲ့ပြီးအကြောင်းမျိုးမျိုးကြောင့်အရစ်ခံရသည်ရှိတော့ထွက်ခွင့်မပေးတော့ကျွန်တော်ကိုချက်ချင်းဆက်သွယ်လို့ရပါတယ်